ကျွန်တော်ဒီမိတ်ဆက်ပေးမှာ7 months VPN 7 VPN လိုင်းမကောင်းတာပဲဖြစ်ဖြစ်တကယ်လို့ဘေးကုံသွားတာဖြစ်ဖြစ်ပေါ့နော်အသုံးပြုလို့ရပါတယ်ပထမဆုံး Play Store ပေါ့နော် Play Store ထဲကိုဝင်မယ် Play Store ထဲကိုဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီ search bar မှာ7 months VPN ဆိုပြီးရိုက်ရှာလိုက်မယ်ကျွန်တော်တို့ဒီမှာရိုက်ရှာပြီးသားဖြစ်နေတော့7 months VPN ဆိုတန်းပြီးတော့ပေါ်ရပေါ့နော်မပေါ်လို့ရှိရင်7 VPN ဆိုပြီးအပြည့်စုံရိုက်ရှာကြည့်ပါနော်အဲ့မှာကျွန်တော်တို့ဒီမှာနိုင်လက်တံပုံစံ speed ပုံစံတွေပြထားတယ်အဲ့ VPN down မဆွဲသေးဆိုရင် down မဆွဲလိုက်ပေါ့ကျွန်တော်များပြထားတဲ့အတိုင်းပဲအဲ့နေရာလေးကိုနှိပ်မယ်နော်နှိပ်ပြီးလို့ရှိရင်အဲ့မှာသူက line ကောင်းဆုံးဟာတွေပေါ်လာလိုက်မယ် line ကောင်းဆုံးမှာအများကြီးပဲပေါ့နော်အဲ့ဒီအစိမ်းအောင်ပြတဲ့ဟာမှန်များအကုန် line ကောင်းတယ်ဒါမဲ့အဆင်ပြေအောင်လို့ဆိုရကျွန်တော်ကအဲ့အပေါ်ဆုံးက auto select ဆိုတဲ့ဟာကိုပဲရွေးချယ်လိုက်တယ် auto select ကိုရွေးပြီးရင်ကျွန်တော်ဒုတိယအဆင့်ဖြစ်တဲ့ sync ကရွေးမယ်ပေါ့နော်ကျွန်တော်မျှပြထားတဲ့နေရာမှာ detect true မှုရန်အကုန်သုံးလို့ရတယ်နော် time sync ကအကုန်လုံးသုံးလို့ရတယ် sync ကရွေးပြီးတာနဲ့ကျွန်တော် power cloud ဖွင့်ပြီးတာနဲ့စပြီးအသုံးပြုလို့ရပြီပေါ့နော် power cloud ဖွင့်လိုက်လို့ရှိရင်ခဏတော့ကြော်ညာကြည့်ပြအောင်ပဲဗျကြော်ညာခဏကြည့်ပေးပြီးတာနဲ့သူကစပြီးသုံးလို့ရပြီ line မကောင်းတာဖြစ်ဖြစ်မရှိတာဖြစ်ဖြစ်နော်အသုံးပြုလို့ရတယ်တခုရှိတာသူကအဲ့သူပေးထားတဲ့အချိန်တိုင်းတာတစ်ခုလေးပဲသုံးလို့ရတယ်ပေါ့နော်အဲ့အချိန်ကိုကျွန်တော်အချိန်ပြန်ပြီးတိုးရပါတယ်ကျွန်တော်မျှပြထားတဲ့အတိုင်းပဲနှိပ်ပြီးတော့ချိန်တိုးပေးပါနော်အပြားလေးပထမဆုံးနှိပ်မယ်နှိပ်လိုက်လို့ရှိရင်အမှကြော်ညာကြည့်ဖို့ဆိုပြီးပေါ်တယ်ညာဘက်က cloud ကိုထပ်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကြော်ညာခဏကြည့်ပြရပါတော့အဲကြော်ညာကြည့်ပြီးတော့သူကအားလုံးပေါင်း12နာရီတို့14နာရီတို့အဲ့လိုမျိုးချိန်တိုးပေးရဗျချိန်တိုးပြီးတော့ line မကောင်းတဲ့ browser ရဲ့ပဲဖြစ်ဖြစ်ဘေးမရှိတဲ့ browser ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲဖြစ်အသုံးပြုလို့ရပါ යි ကျွန်တော်ကတော့ဘေးမရှိတာမဟုတ်ဘေးရှိရ line သိမ့်မကောင်းလို့ဆိုရင် VPN ကြော်ပြီးတော့သုံးပြပေးထားတာပဲဖြစ်တယ်နောက်ပြီးကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးလို့ဆိုရင် subscribe လုပ်ထားလိုက်အောင်နော်နောက်ထပ် free သုံးလို့ရတဲ့ VPN တွေအကြောင်းကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်တဲ့အကြောင်း subscribe နဲ့ရသေးလို့ဆို subscribe လေးနှိပ်ပြီးတော့ညာဘက်မှာရှိတဲ့ခေါင်းလုံးလေးကိုတစ်ချက်နှိပ်ထားပြီနော်အဲဆိုရင်ကျွန်တော်တင်ပြဗီဒီယိုတွေကိုnote မှာလာတက်လိုက်မယ်ဗီဒီယိုတက်လာအောင်ကြည့်လို့ရမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင် I15 V4 မှာဆိုလို့